the trees. အပေါ်လာရဲ့တက်ချင်နာ That means အပေါ်လာမှာစင်ကုန်တဲ့နော် we are quite high above. ကျွန်တော်တို့အောက်ကိုအပြင်ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဒီပင်တွေကိုကျွန်တော်တွေ့ရပါတယ် We also can see the water, which is quite low. ဒီတွေကိုကျွန်တော်တို့တွေ့တဲ့အခါမှာလည်းပဲဒီအရာကတော့ဒီဒီပင်တွေနဲ့စားလိုက်လို့ရှင်တို့ကတော့ဘယ်လိုခေါ်လဲနေချတာပေါ့နော် If you look further, we can see the sky. အဝေးကိုကြည့်တဲ့အခါကျတော့ကျွန်တော်တို့ကောင်းကင်ကိုကျွန်တော်တွေ့ရပါတယ် And of course, we are standing on this earth. အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကဘာမြေပေါ်မှာကျွန်တော်အခုအချိန်မှာရက်မတ်တရနေကြပါတယ် Please be reminded when we see the sky, remember what Jesus said. ကျွန်တော်အနေနဲ့တတိပိချင်တာတော့ဒီကောင်းကင်မျက်နှာချက်ကိုကြည့်တဲ့အခါမှာခရစ်တော်ဘာပြောခဲ့လဲဆိုတာကျွန်တော်ဒီတက်ကြည့်ပါတယ် Jesus said, when up to heaven, he will come back again through the sky. ခရစ်တော်ကောင်းကင်မကြွပြန်ကြွလာခါနေမှာကြွခါနေမှာဆိုရှင်ခရစ်တော်ကမာထားလဲဆိုတော့ In your Bible, John chapter 14. John chapter 14, ရှင်ယောဟန်အခန်းကြီး14 verse 1, 2, 3 say this. ဒီနေ့တုံးမှာဖတ်ကြည့်အောင် Let not your heart be troubled. You believe in God, believe also in me. အခါကျယေရှုကတင်တော့စိတ်ကလေးကိုပါခြင်းမရှိစေနဲ့ဘုရားသခင်ကိုယုံကြည်ကြတော့ Jesus knew that he is going away and his disciples surely have some problem in their heart. ခရစ်တော်ကတည်တယ်သူအဝေးသွားပြီးတော့မှအကောင်းကင်တက်သွားတဲ့အခါမှာဆိုလို့ရှိရင်ကြံခဲမဲ့တပိတော်မြတ်နေနဲ့သူတို့စိတ်ထဲမှာပြဿနာတွေဒုက္ခဝေဒနာတွေခံစားမယ်ဆိုတာသူသိခဲ့တယ် Yet Jesus assured his disciples, he said, let not your heart be troubled. ခရစ်တော်ကဘာပြောလဲဆိုတော့ခင်ဗျားတို့စိတ်နှလုံးပူပန်ခြင်းမရှိပါနဲ့လို့မှာထားပါတယ် Jesus told the disciples, you believe in God. ခရစ်တော်ကဘာပြောလဲဆိုတော့ခရစ်တော်တမန်တော်တွေကို Many people in the world today believe there is a God. လူတိုင်းလူအများကြီးနေပြီးတော့မှခရစ်တော်ရှိတယ်ဘုရားသခင်ရှိတယ်ဆိုတာကို Do you all believe that there is a God? ဒါဆိုရင်ခင်ဗျားတို့ရောဘုရားသခင်ရှိတယ်ဆိုတာ If you ကို believe there is a God, ယုံကြည်သလားယုံကြည်သလားဘုရားရှိတယ်ဆိုတာယုံကြည်သလားတဲ့ Hey, not every hand. အားလုံးမယုံဘူးလားဟုတ်ပြီအားလုံးယုံကြည် Sister, နော် do you believe in God? ပတ်စံတော့နာချေ Thank you, thank she's you. not understand what which I talking about Oh, sorry about it. We all believe in God. အခင်းပေါ်တာတော့ပေါင်းမြကျွန်တော်အားလုံးဘုရားကိုယုံကြည်ကြတယ် Or not many people, not everybody believe in Jesus. but တို့တော်လည်းပဲခရစ်တော်ကိုအားလုံးကမယုံကြည်ကြဘူးတဲ့ Because they do not know Jesus. ဘာဖြစ်လို့လဲဆိုတော့သူတို့ခရစ်တော်ကိုမသိလို့ပဲ So we need to learn. The Bible is the best learning lesson. အဲ့ဒီတော့ကျွန်တော်တို့ခရစ်တော်အချမ်းကိုလေ့လာဖို့အကောင်းဆုံးစာဝါတော်ဒီကျမ်းစာကိုဖြစ်ပါတယ် Jesus said, you believe in God? ခရစ်တော်ဘာပြောလဲဆိုတော့ဘုရားကိုယုံကြည်ပါတဲ့ Jesus said, you also need to believe in me. ငါကိုလည်းယုံကြည်ပါတဲ့ We all believe in God. ကျွန်တော်အားလုံးဘုရားသခင်ကိုယုံကြည်တယ် No one has ever said, you believe in God? If you believe God, you also believe in me. No one said that, except Jesus. ခရစ်တော်မှာအပတဆုံးတရားများနေပြီးတော့မှဘုရားကိုချစ်ပါငါ့ကိုလည်းချစ်ပါလို့ပြောလို့မရဘူးတဲ့ No one said, I'm the way, the truth, and the life. No, only Jesus. ခရစ်တော်မှာဘယ်သူမှငါဟာတရားမတမန်တရားဖြစ်တယ်ငါရဲ့ငါလာကြီးဖြစ်တယ်လို့ No one ဘာ said, မှမပြောနိုင်ဘူး I am the resurrection and the life. No one said that except Jesus. ခရစ်တော်မှာဘယ်သူမှငါဖားမျိုးချင်းဖြစ်တယ်ငါဟာအသက်ရှင်ချင်းဖြစ်တယ်လို့ In the book of John chapter 1, Jesus is the one who created this heaven and this earth. ကျွန်တော်ကျမ်းစာထဲမှာကြည့်လိုက်လို့ရှိရင်ဂျောင်းအခန်းကြီး1ငယ်1ထဲမှာခရစ်တော်ဘုရားဆိုလို့ရှိရင်ဒီလောကခုလုံးကိုဖန်ဆင်းတဲ့ရှင်ဖြစ်တယ်ဆိုတာ Jesus ဆက် also, လက်ပဲတွေ့နိုင်ပါတယ် Jesus also said he is the Lord of the Sabbath. ခရစ်တော်ဘုရားဘာပြောလဲဆိုတော့သူဟာဆိုလို့ရှိရင်ဒီဥပုသ်တော်နေ့ရဲ့
တခင်ဖြစ်တယ်ဆိုတာလည်းသူပြောခဲ့ပါတယ် So Jesus continued to say, in my Father's house are many mansions, not house, mansions, big house. ခရစ်တော်ဘာဆက်ပြီးတော့မှပြောခဲ့လဲဆိုတော့တပည့်တော်စီမှာတပည့်တော်မြတ်စီမှာဆိုလို့ရှိရင်ငါတင်တော့နီစီယာဖို့အင်းနေကပြင်ဆင်ဖို့ရအတွက်သွားမယ် Are you all staying in mansions now? ဒါဆိုရင်ဒီကတော့ကျွန်တော်တို့အားလုံးအင်းမှာနေကြတယ်မလား I'm staying in a small little room. ဒါပေမဲ့ကျွန်တော်အင်းကတော့ I couldn't ငယ်ငယ် afford, လေးပဲ I couldn't afford to rent a house. ကျွန်တော်အနေနဲ့အင်းကြီးကိုငှားဖို့ရအတွက်မတတ်နိုင်ဘူး I'm temporarily squeezed into my brother-in-law's house. ကျွန်တော်ယာယီအနေနဲ့ကျွန်တော်ရဲ့ရောက်ခမအင်းမှာနေပါတယ် I don't have 1 square foot of land now. ဒီမလေးရှားမှာဆေးစတူယန်တလက်မမိကွတ်တော့မပိုင်ဆိုင်နိုင်ဘူး And I don't even have a house. ကျွန်တော်တို့အင်းမပိုင်ဆိုင် Don't worry, Jesus said, in my Father's house there are many ဒါပေ mansions. မဲ့ခင်ဗျားတို့လည်းပဲမရှိဘူးဆိုပေမဲ့ဘာမှမပူပါနဲ့ဘု Maybe- ရားခရစ်တော်ဘုရားကျွန်တော်တို့အတွက်ပြင်ဆင်ထားတယ် If it were not so, I would have told you, I go and prepare a place for you. ခင်ဗျားတို့နေစီယာမှုငါပြင်ဆင်မယ်မရှိဘူးဆိုလို့ရှိရင်ငါပြောလိမ့်မယ် If Jesus has gone to prepare a place for us, why should we worry? ခရစ်တော်ဘုရားကျွန်တော်တို့နေစီယာပြင်ဆင်တယ်ဆိုတော့ကျွန်တော်တို့ဘာစိတ်ပူပင်စရာရှိတယ်လေ We adult people worries. ကျွန်တော်တို့ကဆိုလို့ရှိရင်ဟောလေ The adult, adult grown up people worries. ကျွန်တော်တို့လူဘယ်လိုကောင်းလဲအသက်ကြီးနေပြောတော့နော်ကျွန်တော်တို့အတွက်ဘာမှပူပင်စရာမလိုဘူး The children don't worry. ကလေးတွေကတော့လုံးဝမပူပင်ဘူး Even the ceiling drop down. She will not ဒီ worry. ceiling ကျရင်တော့မှသူတို့လုံးဝမပူပင်ဘူး The ceiling is dropping. The pastors worry. The children don't worry. ဒီ ceiling ကျမယ်ဆိုလို့ရှိရင်ဒီ pastor တော့စိတ်ပူမယ်ဒါပေမဲ့ဒီကလေးကတော့ဘာမှပူမှာမဟုတ် Jesus said in verse 3, I go and prepare a place for you, and if I go, I will come again and receive you unto myself, that where I am, you may be also. ခရစ်တော်ဘာမှာထားလဲဆိုတော့ငါသွားပြီးတော့မှတင်တို့နေစာပြင်ဆင်တယ်အဲ့မှာဆိုလို့ရှိရင်တင်တို့အားလုံးနေနိုင်ပြန်တွေ့ငါလာပြီးတော့မှခေါ်မယ် Jesus give you and I a choice to choose. We want to go with him or not. ခရစ်တော်ကျွန်တော်တို့အားရွေးစာပေးထားပါတယ်သူနဲ့အတူတကွသွားမလားမသွားဘူးလားဆိုတော့ကျွန်တော်တို့ကိုယ်ပိုင်ဆုံးဖြတ်ဖို့အတွက်ရွေးစာပေးထားပါတယ် He did not say, where I am, you will be there. ခရစ်တော်ကဒီလိုမပြောဘူးတဲ့ခင်ဗျငါနေတဲ့နေရာမှာခင်ဗျနေရမယ်ဆိုတာမပြောပါ No, ဘူး he didn't say. Then he said, where I am, you may be also. ခင်ဗျာငါနေတဲ့နေရာမှာခင်ဗျားတို့လည်းပဲနေနိုင်ပါတယ် So Jesus is the God who gave us freedom of choice. ခရစ်တော်ကကျွန်တော်တို့အတွက်လောလတ်စွာရွေးချယ်ပိုင်ခွင့်ပေးထားပါတယ် He has created us as intelligent beings. ခရစ်တော်ကကျွန်တော်တို့ကိုဉာဏ်စွမ်းတတ်သိရှိအောင်ကျွန်တော်တို့ကမလုပ်လဲဖန်ဆင်းထားပါတယ် Human beings are very intelligent. လူသားဟာဆိုလို့ရှိရင်အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့လူတွေဖြစ်ပါတယ် And today, the handphone is very intelligent. ကျွန်တော်အသုံးပြုတဲ့ handphone မှာလည်းပဲပညာနဲ့ပြုလုပ်ထားခြင်းဖြစ်တယ် I think the internet is very intelligent. internet လည်းပဲဒါပညာနဲ့ပြည့်စုံတဲ့အရာဖြစ်တယ် The bigger the computer, the more intelligent it is. အဲ့ဒီထဲမှာဆိုလို့ရှိရင်ပညာပို့ပြီးတော့မှများတယ် And then that very intelligent computer is created or built or invented by inventors, men. ဒီကွန်ပျူတာတွေဟာဆိုလို့ရှိရင်တကယ်တမ်းကျွန်တော်အနေနဲ့ဘယ်လိုကောင်းမလဲပညာနဲ့ပြည့်စုံတယ်ဆိုတာတကယ်တမ်းကျတော့လူတွေရဲ့အန်စင်းတဲ့ဒီထွန်တဲ့အရာတွေဖြစ်တယ် How great and more intelligent is our God who created the heaven and earth. ဒါဆိုရင်ဒါနဲ့စားလိုက်လို့ရှိရင်ဒီလောကတစ်ခုလုံးဒီစัจ java တစ်ခုလုံးဖန်ဆင်းတဲ့ဘုရားခင်ကိုရောရှင်ဆိုလို့ရှိရင်ဘယ်လောက်
ပို့ပြီးတော့မှညံကြည့်မလဲဆိုတာကျွန်တော်အမှန်လို့ရ We are actually worshiping God. တကယ်တမ်းကျတော့ကျွန်တော်တို့ဘုရားကိုကိုးကွယ်ကြပါပဲ Only intelligent people that God created can worship. ဘုရားသခင်ဖန်ဆင်းထားတဲ့ဒီပညာရှိတဲ့လူတွေတာလျင်ဘုရားသခင်ကိုကိုးကွယ်လို့ရတယ် We are friends. We have friendship. ကျွန်တော်တို့တငယ်ချင်းတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှာဆိုလို့ရှိရင်တငယ်ချင်းတငယ်မိတ်ဆွေချင်းရှိပါတယ် But God and us are not men. With God, men, we worship. ဘုရားသခင်ကျွန်တော်လူမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့သူ့ကိုဝတ်ပြုကိုးကွယ်ရမှာဖြစ်ပါတယ် I'm preparing another sermon about worship. ကျွန်တော်အနေနဲ့ worship နဲ့ဘုရားရှိခိုးခြင်းနဲ့ပတ်သက်ပြီးတော့မှဆောင်းမတစ်ခုပြင်ဆင်ထားတ I ယ် find that it's a very important subject. ဒီ watch ပြုကိုးကွယ်ခြင်း subject ဟာဆိုလို့ရှိရင်တကယ်ပဲအရေးကြီးပါတယ်လို့ငါယုံ What ကြည် is the purpose of us coming here this morning? ဒါဆိုရင်ဒီမနေ့ဒီမှာလာရခြင်းအကြောင်းပါလေ What is ပါ the လေ purpose? ဘာတက်လာကြလဲဒီမှာငန်းမဲဝါပြောလိုက်ဘာတက်လာကြလဲဒီမှာfor baptism You're right. You're right. မန္တဲ့ Baptism is talking about God. Is worship. ဒီနှစ်ချင်းခံခြင်းဆိုတာဘာဆိုလို့လဲဆိုတော့ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းပဲ What did we do before I stand up to preach? ကျွန်တော်တို့ဒီမှာကျွန်တော်ဒီမှာစကားပြောမတ်မရခင်မှာဆိုလို့ကျွန်တော်ဘာပြင်ဆင်ထားလဲ What did we do ဘာပြင်ဆင်ထားလဲ as a group? ဘာပြင်ဆင်ထားလဲစာဒီမှာမထခင်မှာဆိုလို့ကျွန်တော်ဘာပြင်ဆင်ထားလဲwe are singing That's his worship. ဒီအရာလည်းပဲဖျားကိုကိုးကွယ်ခြင်းပဲ What else beside that? အဒံဘောင်မလာရန်တခြားပါရှိသေးလေတချင်းဆိုတာအပြင်ဘာပြင်ဆင်ထားလဲ What did we do? Speak up, please. Speak up. This is your opportunity. ဘုံငယ်နေလို့ရwe pray That's right. That is part of worship. ဒီလိုဆုတောင်းခြင်းလည်းပဲ watch ဘယ်လိုခေါ်မလဲ what ပြုကိုးကွယ်ခြင်းအစိတ်တစ်ပိုင်းတစ်ခုဖြစ်တယ် What are we doing now? ဒါဆိုရင်ကျွန်တော်အခုချိန်မှာဘာလုပ်လဲ What did we do? ဘာလုပ်ခဲ့လဲ Speak up, please. preaching. preaching You're right. Preaching is part of worship. ဒီလိုတရားဟောခြင်းဆိုတာလည်းပဲဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းမှာအစိတ်တစ်ပိုင်းတစ်ခုဖြစ်တယ် Teaching in the Sabbath school class is also worship. ကျွန်တော် Sabbath school အခန်းမှာဒီလိုမျိုးတရားဟောတာတင်ပြတာတွေလည်းပဲဘုရားတကယ်ကိုဝတ်ပြုကိုးကွယ်ခြင်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ် When we visit you in the name of the Lord, that is worship. When we visit you in a church or in a house and talk about God, that is worship. ကျွန်တော်တို့ခင်ဗျားတို့အိမ်မှာလာရောက်ပြီးတော့မှလာဘုရားအမှုတော်အတွက်လာရောက်လေပတ်ခြင်းဟာလည်းပဲဘုရားသခင်ရဲ့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်းနဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ် He is holding a Bible. Definitely this is worship. ဒီလိုမျိုးကျမ်းစာကြိုက်ပြီးတော့မှမတ်တထတာလည်းပဲ worship တစ်ခုပဲ And then when he reads the Bible, that is worship. ဘုရားသခင်နှုတ်ကပတ်တော်တွေကိုဖတ်ကြားခြင်းဟာလည်းပဲဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်း We come here. This is a house of God. Definitely for worship. ဘုရားကျောင်းမှာလာပြီးတော့မှဒီလိုမျိုးဝတ်ပြုကိုးကွယ်ခြင်းဟာလည်းပဲဝတ်ပြုဘုရားကိုရှိခိုးခြင်းပဲဖြစ်ပါတယ် I would encourage everyone to memorize a few songs. ကျွန်တော်တို့အားလုံးကိုဘယ်လိုအားပေးခြင်းလဲဆိုတော့ဒီကျွန်တော်တို့ဒီဆိုတဲ့တခြင်းတွေကိုတချို့အလွတ်ရဘူး Maybe ရှား short ပေးခြင်း songs. ပါတယ်တချို့ကတော့တူလေးတွေပဲရှိ I remember the song. There is so much for which to be thankful. ကျွန်တော်အမရတာတော့ဗာလဲဆိုတော့to be Thankful. ဖေးကျန်းဘယ်လိုခေါ်မလဲကျေးဇူးတင်မှုတခြင်းဖြစ်ပါတယ် I also remember the song In the Morning. ဒီတခြင်းတော့ in the morning ဆိုတဲ့တခြင်း